နေတိုင်းအလုပ်ကြိုးစားတဲ့ဖခင်ဖြစ်သူဟာသူ့သားကိုတငါပြားတစ်ပြားအမြဲပေးလိမ့်ရှိတယ်ဒါကိုယူထားလိုက်တာတေချာဆုထောင်တနေ့မှမင်းဒါကိုလိုအပ်လာလိမ့်မယ်လို့လည်းအမြဲမှားတတ်တယ်ဒါပေမဲ့သားဖြစ်သူကတော့တခါမှနားမထောင်ခဲ့ဘူးဖခင်ပေးလိုက်တဲ့တငါပြားကိုယူပြီးမြစ်ကမ်းသားကိုလမ်းကျသွားကရဲထဲကိုလွှင့်ပစ်ခဲ့တာနေ့စဉ်ရက်ဆက်ပါပဲဖခင်ဖြစ်သူကဒါကိုမြင်နေရပေမဲ့ဘာတစ်ခေါမှမပြောခဲ့ဘူးသားဖြစ်သူကတော့အလုပ်လည်းမလုပ်စားလည်းမတင်ပဲဖခင်ရဲ့အိမ်မှာနေဖခင်ရှားကျွေးတာကိုစားမိဖခင်ရဲ့ချွေးနည်းစာတွေကိုအလဟတ်တာဖြုံးတီးနေခဲ့တယ်ဒါပေမဲ့တနေ့မှတော့အရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်ဖခင်ဖြစ်သူဟာပြင်းထန်စွာဖျောင်းနာသွားပြီးအလုပ်မလုပ်နိုင်တော့ဘူးသူတို့စီမှာပတ်စံလည်းမရှိစားစရာလည်းမရှိသလိုမျောလင့်ချက်တွေလည်းကုန်ဆုံးနေခဲ့ပြီအဲ့ဒီတော့မှသားဖြစ်သူဟာအပူတပြင်းနဲ့အိမ်ပြင်ထွက်ပြီးအလုပ်ရှာရတော့တယ်သူ့ဘဝမှာပထမဆုံးအကြိမ်အဖြစ်ပူပြင်းလာတဲ့နေရောင်အောက်မှာတနေကုန်ပင်ပန်းအလုပ်လုပ်ခဲ့ရတယ်လေးလံနဲ့ဖြစ်တာတွေကိုမလိုက်ခါချိုမတက်အပင်ပန်းခံခဲ့ရတာပေါ့နေ့ကုန်ဆုံးတဲ့အချိန်မှာတော့သူဟာလောက်အားကအဖြစ်တငါပြားတစ်ပြားရရှိခဲ့ပါတယ်လူကနဲ့အားအင်ကုန်ခန်းပြီးပင်ပန်းနဲ့စွာနဲ့အိမ်ပြန်လာခဲ့တာပေါ့သူကအဲ့ဒီတငါပြားကိုအဖေဖြစ်သူလက်ထဲထည့်ပေးရင်အဖေဒါကထားဒီနေ့တနေကုန်ပင်ပန်းရှာဖွေလို့ရခဲ့တဲ့ပတ်စံပါလို့ပြောလိုက်တယ်ဖခင်ဖြစ်သူကသူ့ကိုကြည့်ပြီးတုံရင်နဲ့ထားရလိုက်တယ်ငါနဲ့လိုက်ခဲ့စမ်းလို့ပြောပြီးသူတို့နှစ်ယောက်မြစ်ကမ်းနားကိုအတူတူလမ်းလျှောက်သွားကြတယ်မြစ်ကမ်းနားရောက်တော့ဖခင်ဖြစ်သူကဘာတစ်ခုမှမပြောဘဲတားဖြစ်သူပေးတဲ့တငါပြားကိုရေထဲကိုလွှင့်ပြလိုက်ပါတော့တယ်တားဖြစ်သူဟာမြင့်တက်သွားပြီးမှအဖေဘာလုပ်လိုက်တာလဲအဲ့ဒါတားရဲ့ပတ်စံလေအဲ့ဒီတငါပြားတစ်ပြားရဖို့တားတနေကုန်ပင်ပန်းလွတ်ခဲ့ရတာဗျာလို့အော်ဟစ်မိလိုက်တယ်အဲ့ဒီအခါမှာတော့ဖခင်ဖြစ်သူကတားရဲ့ပခုံးကိုကင်ပြီးအေးဆေးပဲပြန်ပြောလိုက်ပါတယ်အခုတော့မင်းနားလဲသွားပြီပေါ့ဒါကမင်းငါ့အပေါ်နေ့တိုင်းလုပ်ခဲ့တဲ့အပြုတ်မှုပဲငါတဲ့အားနည်းနေတဲ့လက်အိုကြီးတွေနဲ့ပင်ရှာဖွေခဲ့တဲ့တငါပြားတွေကိုငါကမင်းကိုပေးတယ်မင်းကတော့အဲ့ဒါတွေကိုတခါတည်းမကဘူးအချင်းချင်းအခါလွှင့်ပစ်ခဲ့တာလေတားဖြစ်သူရဲ့မျက်လုံးမှာမျက်ရည်တွေပြေးလည်လာခဲ့ပါတယ်ဖခင်ဖြစ်သူကတော့အားနည်းတဲ့အပြုံးလေးနဲ့အတူဒါကတငါပြားရဲ့တန်ဖိုးအကြောင်းမဟုတ်ဘူးသားအဲ့ဒီတငါပြားကိုဘလောက်အပင်ပန်းခံပြီးရှာဖွေခဲ့ရတယ်လဲဆိုတဲ့တန်ဖိုးအကြောင်းပဲလို့တိုးလေးကပ်ပြောလိုက်ပါတော့တယ်